တနေ့တာမှာကိုဘလောက်ဖုန်းသုံးနေဆိုရဲ screen time ကိုပြန်ပြီးစစ်ကြည့်ဘူးလားအရှင်တော့ဆိုရင်တော့ကျွန်တော်ကတနေ့ကို screen time 8နိုင်9နိုင်လောက်ရှိရပေါ့နော်ဘာ intention မှမရှိဘဲနဲ့ဘာရည်ချက်ဘာလုပ်စရာမှမရှိဘဲနဲ့အလုံးလုံးနေရလည်းမဟုတ်ဘဲနဲ့တနေ့ကို8နိုင်9နိုင်လောက် screen time အဲ့လောက်ထိရှိခဲ့ပူတယ်ဒါပေမဲ့အခုကျတော့ကျွန်တော် digital detox လုပ်နေရပေါ့နော်ဘာ intention မှမရှိဘဲနဲ့ကိုယ့်အတွက်ဘာအရေးမရအဖက်မရလဲမရမယ် social media တွေကျွန်တော်တိတ်မသုံးဖြစ်တော့ဘူးအဲ့ဒီစားကိုယ့်အတွက်အကျိုးရှိမဲ့အရာတွေနဲ့ကျွန်တော်အစားထိုးနေရပေါ့နော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာက social detox လုပ်တဲ့အကြောင်းအရာကိုပြောချင်ပါတယ်ဒီနေ့လောကမှာလေမနဲ့မိုးလင်းတာနဲ့ဖုန်းကိုလက်ကမချပါနဲ့ scrolling လုပ်နေတဲ့လူတွေအရန်ကိုများတယ်ကျွန်တော်တို့ကမိုးလင်းတာနဲ့ဖုန်းကိုကင်ပြီးတော့ scrolling လုပ်တဲ့အခါမှာအုံနောက်ကထင်ကြလာတဲ့အမြပုတ်တိုးလွယ်လာတယ်ပေါ့နော်ဥပမာမိုးလင်းတာနဲ့ Facebook ကြည့်မယ် TikTok ကြည့်မယ် Instagram ကြည့်မယ်အဲ့ဒီဟာတွေအရန်ကိုဖြတ်ဆိုပြီးဗီဒီယိုတွေကိုလက်နဲ့အမြဲတမ်း scrolling လုပ်တယ်ပေါ့နော်အချိန်ကလေ scrolling လုပ်နေတဲ့အချိန်ဆိုဘလို့ကုန်သွားမှမသိဘူးဒီပုတ်ပြီးငါမကြည့်တော့ဘူးဆိုပြီးနောက်ထပ်3 4 5ပုတ်10ပုတ်လောက်ထိကျွန်တော်တို့ဆက်ကြည့်မိနေတယ်။အဲ့မင်းစရာတခုရှိလာပြီ။ဒီဖုန်းကိုကျွန်တော်တို့ကသုံးနေရလားဒါမှမဟုတ်လို့ရှင်ဒီຢာတွေကကျွန်တော်တို့ကိုထိန်းချုပ်နေရလားဆိုတော့မေးခွန်းမေးစရာရှိလာပြီပေါ့နော်။ဒီမေးခွန်းကိုတတိချာစဉ်းစားကြည့်ဖို့လိုအပ်တယ်။ social media ကပြောရလို့ရှင်သုံးတက်ရင်တော့အကျိုးကျေးဇူးတွေအများကြီးရတယ်။တချို့ဆိုရင်ဘယ်မှမသွားပဲနဲ့ social media ကနေပြီးတော့ပတ်စံတွေအများကြီးဒီဖုန်းတွေ laptop တွေနဲ့ပဲရှာရဲလူတွေလည်းအများကြီးရှိရပေါ့နော်။ငယ်ချင်းတွေနဲ့ဆက်သွယ်နိုင်တဲ့ခိုးကဘာအစွန်းကလူတွေချင်းဆက်သွယ်လို့ရတယ်ဒီဖုန်းတွေပေါ်လာတာဒီ social media တွေပေါ်လာတာကြောင့်အကျိုးကျေးဇူးတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့ကိစ္စတိုင်းမှာယုံကြည်ရရင်ဘယ်ရာမှမကောင်းပြဿနာဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်နေ့တိုင်းနာရီပေါင်းများစွာ scrolling လုပ်နေမှဆိုရင်ကိုယ့်ရဲ့အချိန်တွေကမသိမသာပျောက်ဆုံးသွားလိမ့်မယ်။ဥပမာ10 မိနစ်လောက်ပဲဖုန်းသုံးမယ်ဆိုပြီးတော့နိုင်နဲ့ချီပြီးဖုန်းသုံးမိတာပြီးရင်ကိုယ့်ရဲ့အလုပ်တွေ delay ဖြစ်လာလိမ့်မယ်။အာရုံစူးစိုက်မှုတွေလည်းလျော့နေလာလိမ့်မယ်ပေါ့နော်။တခါလေကြာရင်တော့ကိုကအချိန်ဖြုံးနေတာကိုတော့သိတယ်။ဒါပေမဲ့ဒီတစ်ခုပြီးရင်ငါလုပ်ဆက်ရှိရတယ်ဆက်လုပ်လိုက်မယ်ဆိုပြီးဆက်ပြီး scrolling တွေလုပ်နေမိတယ်။တော့အလေးထားတွေကလေနေ့စဉ်ပေါ်မှာပြဿနာကြီးမားဖြစ်တတ်တယ်။ habit တွေကလေတိတ်ဆိုရင်တော့မသိတာဘူး။ဒါပေမဲ့ဒီအလေးချက်အသေးလေးတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာအကြီးတစ်ခုဖြစ်သွားလိမ့်မယ်။အဲ့ဒါကိုယ့်ရဲ့နေ့စဉ်ဘဝကိုအရန်ကိုထိခိုက်လာမယ်။နောက်တစ်ခုကလေ comparison trap မရှိကြီးထောင်ကြပါတော့ social media မှာမြင်ရတဲ့အရာတွေအကုန်လုံးကအစစ်မှန်မဟုတ်ပါဘူး။သူတယောက်ရဲ့အကောင်းဆုံး movement တွေကိုပဲသူတို့ကကျင်တာ social media မှာအဲ့ဒီအောင်မြင်မှုတွေခီးသွားတာတွေပျော်ရွှင်နေတဲ့အချိန်တွေဒါပေမဲ့သူတို့ struggle လုပ်နေတဲ့အချိန်တွေကိုကျွန်တော်တို့ပြမှာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒီ social media မှာ comparison မလုပ်မိဖို့အရန်ကိုအရေးကြီးတယ်။ဒီအချိန်မှာပေါ့နော်ကျွန်တော်တို့ကကိုယ့်ဘဝကိုသူတို့ရဲ့ highlight သူတို့ရဲ့အကောင်းဆုံးချိန်တွေနဲ့ကျွန်တော်တို့စူးစမ်းနေတဲ့အချိန်တွေကိုတွားပြီးနှိုင်းယှဉ်လိုက်မိတယ်အဲ့ဒါကအကြီးမားဆုံးထောင်ချောက်ဖြစ်သွားပြီအဲ့ဒီအခါမှာစိတ်ကဘလို့ဖြစ်လာလဲဆိုတော့သူတို့ကြတော့လုံနိုင်တယ်ငါကရောဘယ်တော့မှအောင်မြင်မှာလဲငါကရောဘယ်တော့မှချမ်းသာမှာလဲဆိုတဲ့စိတ်တွေဖြစ်လာတယ်ဒါကလေကိုယ့်ရဲ့ self esteem ကိုတဖြည်းဖြည်းနဲ့လျှော့နေလာစေရပေါ့နော်အဲ့တစ်ခုကလေ dopamine loop ဒီ social media ကိုသုံးတဲ့အခါမှာ dopamine ထွက်တယ်ဒီ social media မှာလေ short video တွေအများကြီးရှိတယ်ဒီဟာကလေစိတ်ထဲမှာပျော်ရွှင်မှုအသေးစားလေးတွေဖြစ်ပေါ်လာရဲပေါ့နော်ဒီဟာကကိုယ့်အတွက် short term pleasure ပဲပြောရရင်ခဏတာပဲဒီဖုန်းကိုပိတ်လိုက်တဲ့အချိန်မှာဘာမှမဟုတ်တော့ဘူးဘာမှမရှိတော့ဘူးအကုန်လုံးကပျောက်ကွယ်သွားပြီအဖြည်းဖြည်းနဲ့ပို့ပြီးတော့ stimulation တွေပို့လို့အဲ့လာတယ်လှုပ်ဆောင်မှုတွေပို့လို့အဲ့လာတယ်ဒီဖုန်းကိုမကြည့်ရရင်လုံးဝမနေနိုင်တော့တဲ့အထိကိုဝိစီဆွဲလို့ဆွဲလာတယ်ဒီဘောရန်ကိုမခံစားနိုင်ဘူးလုံးဝကိုပြင်းရတာကိုမကြိုက်ဘူးဒီတိုင်းကြီးဘာမှမလုပ်ပဲနေရတာကိုလုံးဝမနစ်သက်တော့ဘူးအုံနောက်ကအမြဲတမ်းဒီ dopamine ကိုလိုအပ်နေရပါတော့ဖုန်းမရှိလုံးဝမနေနိုင်ဘူးအဲ့ဒါတချို့ကလေးတွေဘာလို့ဖုန်းသုံးလဲဆိုရင်အဖြေကအဲ့ဒါကြောက်ပဲကိုယ့်ရဲ့ real life မှာပါ disconnection ဖြစ်လာတယ် social media သုံးတာများတဲ့အခါမှာတကယ်လက်တွေ့ဘဝနဲ့ကွာဟလာတယ်မိသားစုနဲ့တွေ့နေရင်ဖုန်းသုံးမယ်တငယ်ချင်းတွေနဲ့တွေ့နေဖုန်းသုံးမယ်ပြီးရင်ကိုယ့်ရဲ့တကယ်အကောင်းဆုံး enjoy ဖြစ်ရမယ့်အချိန်တွေကို enjoy မလုပ်နိုင်တော့ဘူးဒီ social media မှာပဲအချိန်ဖြုံးနေတဲ့အတွက်လေအဲ့တော့ social detox ဆိုတာပါလေ social detox ဆိုတာက social media ကိုလုံးဝမသုံးတော့တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီဟာကလေကိုယ့်ရဲ့အချိန်နဲ့စိတ်ကိုပြန်ထိန်းချုပ်ဖို့လုပ်တဲ့ practice ဖြစ်တယ်ပေါ့နော် practice တော့လိုအပ်မယ်ဥပမာ screen time limit သတ်မှတ်ခြင်းကျွန်တော်ဆိုလို့ရှိရင်တစ်နေ့ကိုကျွန်တော် Facebook သုံးတဲ့အချိန်ကတစ်နာရီလောက်ပဲကျွန်တော်သတ်မှတ်ထားတယ်နောက်တစ်ခါကျွန်တော်က Facebook မှာလည်းဈေးရောက်ရတဲ့အတွက်ကျွန်တော် Messenger ကိုတော့ unlimited လောက်ထားလိုက်ရပေါ့နော်ဘာလို့ Messenger မှာဆိုကျွန်တော်ဖြေရမယ့်အိတ်စာလေးတွေရှိရယ် Facebook ကိုကျွန်တော် scrolling မလုပ်ဖြစ်တော့ဘူးဒီနောက်ပိုင်းမှာအဲ့ဒါကိုကျွန်တော်
toxic ဖြစ်မဲ့ page တွေဆိုရင်ကျွန်တော် unfollow လုပ်ပြလိုက်တယ်တစ်ခါကျကျွန်တော်လုံးဝ block လုပ်ပြလိုက်တာများတယ်မလို့အဲ့တဲ့ app တွေကိုဖြတ်တာမလို့အဲ့တဲ့ app တွေပေါ့နော်ဥမာ game တွေကျွန်တော်ဆို mobile လေးကျွန်တော်လုံးဝမစော့ရတဲ့ထဲမှာပါတယ်တော့ game စော့ရတာကိုတိတ်မကြိုက်ဘူးကွာ game စော့လို့ရှိရင်အချိန်ကုန်တယ်လို့ခံစားရတဲ့ကျွန်တော် game လုံးဝမစော့ဘူးဒါပေမဲ့ game စော့ရတာဝါသနာပါတဲ့လူတွေကိုတော့ပြောတာမဟုတ်ပေါ့နော်ကျွန်တော်တယောက်ရဲ့အမြင်နဲ့ပြောချင်းဖြစ်တယ်ပေါ့နောက်တစ်ခုက digital free time သတ်မှတ်ပေါ့နော်ကို့အနေနဲ့ကတရက်တာမှာဘယ်ချိန်နေမှာငါလုံးဝဖုန်းမသုံးဘူးငါခဏလေးငြိမ်လေးထိုင်မယ်ဥမာစာအုပ်တုံးနဲ့ကိုကကြပြဆက်မယ်လို့ဆက်မယ်အဲ့လိုမျိုး free time ပေါ့နော်အဲ့လိုမျိုးလေးလုံးဝဖုန်းနဲ့ဝေးနေတဲ့အချိန်ကိုသတ်မှတ်လိုက်တယ်အဲ့တော့ social detox လုပ်လို့ရှိရင်ရလာမယ့်ကြိုးကျေးဇူးတွေအများကြီးရှိတယ် mental clarity တွေပိုကောင်းလာမယ်ကိုယ့်ရဲ့စိတ်မှာရှုပ်ထွေးမှုတွေလျော့နေလာလိမ့်မယ်နောက်တစ်ခုက sleep quality တိုးတက်လာမယ်ညဘက်ဖုန်းမသုံးလို့ရှိရင်လေကိုယ့်ရဲ့အိပ်ရေးကလုံးဝကိုပိုပြီးတိုးတက်လာလိမ့်မယ်အခုခေတ်မှာဆိုလို့ရှိရင်လူတော်တော်များများကအသက်ငယ်လေးတွေနဲ့ဘာဖြစ်လို့အရွယ်တွေအိုစားနေလဲဆိုတဲ့အကြောင်းရင်းက screen time အရင်များတဲ့အတွက်ပြင်ဆိုအသက်ထက်ကိုပိုပြီးကြီးနေရတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်အသက်လေးတွေကငယ်လေးတွေဒါပေမဲ့မျက်မှန်ကြီးတွေကအထူကြီးတွေနဲ့ screen time နဲ့အရင်များတဲ့ကလေးလေးဆိုရှိရယ်ဖုန်းကထွက်တဲ့အလင်းတွေကလေဒီမျက်နှာကိုထိရများလို့ရှိရင်အသားရည်တွေပျက်စီးတယ်အခုက social detox လုပ်လို့ရှိရင် productivity တိုးတက်လာမယ် creative တွေအများကြီးကိုလုပ်နိုင်လိုက်မယ်ပြီးရင်အလုပ်ကိုလည်းအာရုံစိုက်နိုင်လာလိုက်မယ်ကိုယ့်ရဲ့ relationship တွေကပိုကောင်းလာလိုက်မယ်ကိုရင်းနှီးချစ်ခင်ရတဲ့လူတွေကိုအချိန်ပိုပေးနိုင်လာလိုက်မယ်မိသားစုဆိုလည်းမိသားစုကိုယ့်ရဲ့ချစ်သူဆိုလည်းချစ်သူကိုယ့်ရဲ့တငယ်ချင်းဆိုလည်းတငယ်ချင်းပေါ့နော်သူတို့ကိုပိုပြီးအချိန်တွေပိုပေးလာနိုင်လိမ့်မယ်ပေါ့နော်ဒီမှာ practical tips တွေပိုပြီးအသုံးဝင်တဲ့နည်းလမ်းတွေကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ morning routine တနေ့တာမှာမနက်ခင်းကအကောင်းဆုံးချိန်ပဲအဲ့ဒီအတွက်ကြောင့်ဒီ morning routine ကိုဖုန်းမပါဘဲစတင်ရမယ်မနက်နိုးတဲ့အချိန်မိနစ်30လောက်ကိုဖုန်းမကြည့်ပဲနေကြည့်လိုက်အဲ့တရားထိုင်တာပဲဖြစ်ဖြစ် meditation လုပ်တာပဲဖြစ်ဖြစ်ဖျားရှိခိုးတာပဲဖြစ်ဖြစ်ဒီခုလုပ်ကြည့်လိုက်ပေါ့နော်မနက်မိုးလင်းတာနဲ့မျက်နှာတစ်ခြေတွေပါတောက်ပြီးလို့ရှိရင်အဲ့လိုမျိုးလုပ်ကြည့်ပါပြီးရင် night routine ကိုပြောင်းပါအဲ့ချိန်မတိုင်ခင်တနားရီလောက်မှာ social media လုံးဝမသုံးပါနဲ့နောက်တစ်ခုကလေအကြောင်းရင်းမရှိပဲလုံးဝဖုန်းမကြည့်ပါနဲ့ကိုကဒီဖုန်းမှာအလုပ်လုပ်စရာရှိရလားဒါမှမဟုတ် email တွေစစ်စရာရှိရလားအဲ့ဆိုရင်ကိုစစ်တခြားဘာ intention မှမရှိပဲနဲ့ဖုန်းကိုမသုံးနဲ့နောက်တစ်ခု app rearrange လုပ်ပါပြောရလို့ရှိရင် Facebook တို့ TikTok တို့ဒီ Instagram တို့ကိုဖုန်းဖွင့်လိုက်တာနဲ့ကိုမြင်ရမယ့်နေရာမှာမထားနဲ့တခြားကိုဖွက်လို့ရမယ့်နေရာရှိရင်ဖွက်လို့ရမယ့်နေရာလေးမှာဖွက်ထားလိုက်အဲ့ဆိုရင်ကိုတိတ်မသုံးဖြစ်တော့ဘူး real world activity တွေကို prioritize လုပ်ပေါ့နော်စာများများဖတ်ပါ exercise လုပ်ပါကိုယ့်ရဲ့ခင်မင်ရင်းနှီးရတဲ့မိတ်ဆွေတွေနဲ့တွေ့ဆုံပါအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ routine ကအရန်ကိုမှ changes လုပ်လိုက်ပြီပေါ့နော်မိုးလင်းတာနဲ့ကျွန်တော်ဖုန်းမသုံးတော့ဘူးမိုးလင်းတာနဲ့မျက်နှာတက်တယ်ပြီးရင်ကျွန်တော်ဖျားရှိခိုးတယ်ပြီးမှဖုန်းကင်ပြီးလုပ်ရရှိရည်လုပ်တယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တနေ့တာမှာကျွန်တော်အလုပ်တွေကျွန်တော်စက်တိုက်လုပ်တယ်ပြီးညနေခင်းဆိုတာနဲ့ကျွန်တော်ဂျင်သွားတယ်အခုနောက်ပိုင်းကျွန်တော်ရဲ့ routine ကလုံးဝကို changes ဖြစ်သွားပြီပေါ့နော်သူက one day detox challenge ပေါ့နော်တစ်ပတ်တစ်ခါမှာ social media မသုံးတဲ့နေ့သတ်မှတ်လိုက်ဟိုမှာ Sunday ဆိုလဲ Sunday နေ့ဆိုလဲ Sunday နေ့ပေါ့နော် social media လုံးဝမသုံးဘူးဒီနေ့ဆိုရင်အဲ့လိုမျိုးသတ်မှတ်လိုက်ပါလုံးဝမရရင်တော့နေ့တစ်ဝက်လောက် social media မသုံးမဲ့နေကြည့်မယ်ဆိုပြီးအဲ့လိုမျိုးတိတ်လေးကနေစတယ်မှာနောက်တစ်ခုကလေ emotional awareness တစ်ခါလေးမှာ social media သုံးတာကပြင်းလို့မဟုတ်ဘူး stress ကြောင့်ဖြစ်တယ်ပြောရရင်လူတိုင်းမှာအလေးအကျင့်ကဖြစ်တတ်တယ်ပေါ့နော်အဲ့လိုလူမျိုးပွတ်နေနဲ့ကိုကအဲ့လိုမျိုးလေးအကျင့်ပါသွားတတ်တယ်အဲ့ဒါကြောင့်ကိုပြန်မေးကြည့်ပါငါအခုဖုန်းကိုဘာဖြစ်လို့ဖွင့်တာလဲငါ့ရဲ့ intention ကဘာလဲငါဘာသုံးချင်လို့ဖုန်းကိုဖွင့်တာလဲဆိုပြီးတော့မေးပါကို social media ကလုံးဝမကောင်းတဲ့အရာမဟုတ်ဘူးဒါပေမဲ့အလွန်ကျွံသုံးပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ဘဝတွေကိုလည်းထိခိုက်စေတယ်လို့ပြင် real life မှာကိုပါထိခိုက်စေနိုင်တယ်အဲ့ဒါကြောင့် social detox လုပ်တာကဖုန်းကိုဆွတ်ပစ်တာမဟုတ်ပါဘူးကိုဘဝကိုပြန်ယူတာပဲဖြစ်ပါတယ်ဒီနေ့အစပြီးနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့အခြေအနေကိုပြန်ထိန်းချုပ်ကြည့်ပါလို့ပြောချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့ real life ကို enjoy လုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်မင်္ဂလာရှိတော်လေးဖြစ်ကြပါစေ